ယံအောင်ယံရှောင်းဂါထာတော်ဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယသဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခာယသဗ္ဗပါဏိနံသံဃောလောကေသမုပ္ပန္နောပုညခေတ္တံအနုတ္တရံဧတေနသစ္စာဝဇေနသုထိမေဟောတုတပ္ပရာသဗ္ဗေပါဏိနံကတိံကုံသောတတ္တဝါတို့ဤဟိတာယစီးပွားများခြင်းငှာဗုဒ္ဓမြတ်စွာဘုရားသည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိံကုံသောတတ္တဝါတို့ဤဒုက္ခယချမ်းသာခြင်းငှာဓမ္မောတရားတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံခတိံကုံသောတတ္တဝါတို့ဤဘုံညာခေတံကောင်းမှုတည်ဟူသောမျိုးစေ့ဤစိုက်ပျိုးရာလည်းမြေကောင်းတဲ့ဘွယ်ဖြစ်သောတန်ဃောတန်ဃာတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏ဧတေနသစ္စာဝဇေနဤလိုမှန်ကန်သောစကားကြောင့်မေကျွန်ုပ်အားသဗ္ဗရာခခတေဒုတိကောင်းမြတ်သောဇီဝချမ်းသာမင်္ဂလာသည်ဟောတုဖြစ်ပါစေတည်းသာဓုသာဓုသာဓုပါဗျာဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယသဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခာယသဗ္ဗပါဏိနံသံဃောလောကေသမုပ္ပန္နောပုညခေတ္တံအနုတ္တရံဧတေနသစ္စာဝဇေနသုထိမေဟောတုတပ္ပရာသဗ္ဗေပါဏိနံကတိံကုံသောတတ္တဝါတို့ဤဟိတာယစီးပွားများခြင်းငှာဗုဒ္ဓမြတ်စွာဘုရားသည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိံကုံသောတတ္တဝါတို့ဤဒုက္ခယချမ်းသာခြင်းငှာဓမ္မောတရားတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိံကုံသောတတ္တဝါတို့ဤဘုံညာခေတံကောင်းမှုတည်ဟူသောမျိုးစေ့ဤစိုက်ပျိုးရာလည်းမြေကောင်းတဲ့ဘွယ်ဖြစ်သောတန်ဃောတန်ဃာတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏ဧတေနသစ္စာဝဇေနဤလိုမှန်ကန်သောစကားကြောင့်မေကျွန်ုပ်အားသဗ္ဗရာခခတေဒုတိကောင်းမြတ်သောဇီဝချမ်းသာမင်္ဂလာသည်ဟောတုဖြစ်ပါစေတည်းသာဓုသာဓုသာဓုပါဗျာဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယသဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခာယသဗ္ဗပါဏိနံသံဃောလောကေသမုပ္ပန္နောပုညခေတ္တံအနုတ္တရံဧတေနသစ္စာဝဇေနသုထိမေဟောတုတပ္ပရာသဗ္ဗေပါဏိနံကတိံကုံသောတတ္တဝါတို့ဤဟိတာယစီးပွားများခြင်းငှာဗုဒ္ဓမြတ်စွာဘုရားသည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိံကုံသောတတ္တဝါတို့ဤဒုက္ခယချမ်းသာခြင်းငှာဓမ္မောတရားတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိံကုံသောတတ္တဝါတို့ဤဘုံညာခေတံကောင်းမှုတည်ဟူသောမျိုးစေ့ဤစိုက်ပျိုးရာလည်းမြေကောင်းတဲ့ဘွယ်ဖြစ်သောတန်ဃောတန်ဃာတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏ဧတေနသစ္စာဝဇေနဤလိုမှန်ကန်သောစကားကြောင့်မေကျွန်ုပ်အားသဗ္ဗရာခခတေဒုတိကောင်းမြတ်သောဇီဝချမ်းသာမင်္ဂလာသည်ဟောတုဖြစ်ပါစေတည်းသာဓုသာဓုသာဓုပါဗျာဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယသဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခာယသဗ္ဗပါဏိနံ သ
တံဂောလောကိသမုပ္ပန္နောပုံညခေတံအနုတ္တရံဧတေနသစ္စာဝဇေနတုဋ္ဌိမေဟောတုတပ္ပရာသဗ္ဗေပါဏိနံကတိံဂုံသောတတ္တဝါတို့ဤဟိဒါယစီးပွားများခြင်းငှာဗုဒ္ဓမြတ်စွာဘုရားသည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိံဂုံသောတတ္တဝါတို့ဤဒုက္ခယချမ်းသာခြင်းငှာဓမ္မောတရားတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိံဂုံသောတတ္တဝါတို့ဤဘုံညာခေတံကောင်းမှုတည်ဟုသောမျိုးစေ့ဤစိုက်ပျိုးရာလည်းမြေကောင်းတဲ့ဘွယ်ဖြစ်သောတံဃောတံဃာတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏ဧတေနသစ္စာဝဇေနဤသို့မှန်ကန်သောစကားကြောင့်မေကျွန်ုပ်အားသဗ္ဗရာခခတေဒုတိကောင်းမြတ်သောဇီဝချမ်းသာမင်္ဂလာသည်ဟောတုဖြစ်ပါစေတည်းသာဓုသာဓုသာဓုပါဗျာဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယသဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခာယသဗ္ဗပါဏိနံတံဂောလောကေသမုပ္ပန္နောပုံညခေတံအနုတ္တရံဧတေနသစ္စာဝဇေနတုဋ္ဌိမေဟောတုတပ္ပရာသဗ္ဗေပါဏိနံကတိံဂုံသောတတ္တဝါတို့ဤဟိဒါယစီးပွားများခြင်းငှာဗုဒ္ဓမြတ်စွာဘုရားသည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိံဂုံသောတတ္တဝါတို့ဤဒုက္ခယချမ်းသာခြင်းငှာဓမ္မောတရားတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိံဂုံသောတတ္တဝါတို့ဤဘုံညာခေတံကောင်းမှုတည်ဟုသောမျိုးစေ့ဤစိုက်ပျိုးရာလည်းမြေကောင်းတဲ့ဘွယ်ဖြစ်သောတံဃောတံဃာတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏ဧတေနသစ္စာဝဇေနဤသို့မှန်ကန်သောစကားကြောင့်မေကျွန်ုပ်အားသဗ္ဗရာခခတေဒုတိကောင်းမြတ်သောဇီဝချမ်းသာမင်္ဂလာသည်ဟောတုဖြစ်ပါစေတည်းသာဓုသာဓုသာဓုပါဗျာဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယသဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခာယသဗ္ဗပါဏိနံတံဂောလောကေသမုပ္ပန္နောပုံညခေတံအနုတ္တရံဧတေနသစ္စာဝဇေနတုဋ္ဌိမေဟောတုတပ္ပရာသဗ္ဗေပါဏိနံကတိံဂုံသောတတ္တဝါတို့ဤဟိဒါယစီးပွားများခြင်းငှာဗုဒ္ဓမြတ်စွာဘုရားသည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိံဂုံသောတတ္တဝါတို့ဤဒုက္ခယချမ်းသာခြင်းငှာဓမ္မောတရားတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိံဂုံသောတတ္တဝါတို့ဤဘုံညာခေတံကောင်းမှုတည်ဟုသောမျိုးစေ့ဤစိုက်ပျိုးရာလည်းမြေကောင်းတဲ့ဘွယ်ဖြစ်သောတံဃောတံဃာတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏ဧတေနသစ္စာဝဇေနဤသို့မှန်ကန်သောစကားကြောင့်မေကျွန်ုပ်အားသဗ္ဗရာခခတေဒုတိကောင်းမြတ်သောဇီဝချမ်းသာမင်္ဂလာသည်ဟောတုဖြစ်ပါစေတည်းသာဓုသာဓုသာဓုပါဗျာဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယသဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခာယသဗ္ဗပါဏိနံတံဂောလောကေသမုပ္ပန္နောပုံညခေတံအနုတ္တရံဧတေနသစ္စာဝဇေနတုဋ္ဌိမေဟောတုတပ္ပရာသဗ္ဗေပါဏိနံကတိံဂုံသောတတ္တဝါတို့ဤဟ
ဟိတယစီးပွားများခြင်းငါဗုဒ္ဓမြတ်စွာဘုရားသည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏ဒါဝိပါဏိနံကတိန်ကုန်သောတတ္တဝါတို့၏ဒုက္ခယချမ်းသာခြင်းငါဓမ္မောတရားတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏ဒါဝိပါဏိနံကတိန်ကုန်သောတတ္တဝါတို့၏ဘုံညာခေတံကောင်းမှုတည်ဟုသောမျိုးစေ့၏စိုက်ပျိုးရာလည်းမြေကောင်းတဲ့ဘွယ်ဖြစ်သောတန်ဃောတန်ဃာတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏ဧတေနသစ္စာဝဇေနဤသို့မှန်ကန်သောစကားကြောင့်မေကျွန်ုပ်အားသဗ္ဗရာခခတေဒုတိကောင်းမြတ်သောဇီဝချမ်းသာမင်္ဂလာသည်ဟောတုဖြစ်ပါစေတည်းသာဓုသာဓုသာဓုပါဗျာဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယသဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခာယသဗ္ဗပါဏိနံတံဃောလောကေသမုပ္ပန္နောပုံညခေတ္တံအနုတ္တရံဧတေနသစ္စာဝဇေနဒုတိမေဟောတုတဗ္ဗရာသဗ္ဗေပါဏိနံကတိန်ကုန်သောတတ္တဝါတို့၏ဟိတာယစီးပွားများခြင်းငါဗုဒ္ဓမြတ်စွာဘုရားသည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိန်ကုန်သောတတ္တဝါတို့၏ဒုက္ခယချမ်းသာခြင်းငါဓမ္မောတရားတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိန်ကုန်သောတတ္တဝါတို့၏ဘုံညာခေတံကောင်းမှုတည်ဟုသောမျိုးစေ့၏စိုက်ပျိုးရာလည်းမြေကောင်းတဲ့ဘွယ်ဖြစ်သောတန်ဃောတန်ဃာတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏ဧတေနသစ္စာဝဇေနဤသို့မှန်ကန်သောစကားကြောင့်မေကျွန်ုပ်အားသဗ္ဗရာခခတေဒုတိကောင်းမြတ်သောဇီဝချမ်းသာမင်္ဂလာသည်ဟောတုဖြစ်ပါစေတည်းသာဓုသာဓုသာဓုပါဗျာဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယသဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခာယသဗ္ဗပါဏိနံတံဃောလောကေသမုပ္ပန္နောပုံညခေတံအနုတ္တရံဧတေနသစ္စာဝဇေနဒုတိမေဟောတုတဗ္ဗရာသဗ္ဗေပါဏိနံကတိန်ကုန်သောတတ္တဝါတို့၏ဟိတာယစီးပွားများခြင်းငါဗုဒ္ဓမြတ်စွာဘုရားသည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိန်ကုန်သောတတ္တဝါတို့၏ဒုက္ခယချမ်းသာခြင်းငါဓမ္မောတရားတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိန်ကုန်သောတတ္တဝါတို့၏ဘုံညာခေတံကောင်းမှုတည်ဟုသောမျိုးစေ့၏စိုက်ပျိုးရာလည်းမြေကောင်းတဲ့ဘွယ်ဖြစ်သောတန်ဃောတန်ဃာတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏ဧတေနသစ္စာဝဇေနဤသို့မှန်ကန်သောစကားကြောင့်မေကျွန်ုပ်အားသဗ္ဗရာခခတေဒုတိကောင်းမြတ်သောဇီဝချမ်းသာမင်္ဂလာသည်ဟောတုဖြစ်ပါစေတည်းသာဓုသာဓုသာဓုပါဗျာဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယသဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခာယသဗ္ဗပါဏိနံတံဃောလောကေသမုပ္ပန္နောပုံညခေတ္တံအနုတ္တရံဧတေနသစ္စာဝဇေနဒုတိမေဟောတုတဗ္ဗရာသဗ္ဗေပါဏိနံကတိန်ကုန်သောတတ္တဝါတို့၏ဟိတာယစီးပွားများခြင်းငါဗုဒ္ဓမြတ်စွာဘုရားသည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိန်ကုန်သောတတ္တဝါတို့၏ဒုက္ခယချမ်းသာခြင်းငါဓ
ဓမ္မောတရားတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏တဗ္ဗေပါဏိနံခသိင်ကုန်သောတတ္တဝါတို့၏ဘုံညာခေတံကောင်းမှုတည်းဟူသောမျိုးစေ့၏စိုက်ပျိုးရာလည်းမြေကောင်းတဲ့ဘွယ်ဖြစ်သောတန်ခောတန်ဃာတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏ဧတေနသစ္စာဝဇေနဤလိုမှန်ကန်သောစကားကြောင့်မေကျွန်ုပ်အားသဗ္ဗရာခခတေဒုတိကောင်းမြတ်သောဇီဝချမ်းသာမင်္ဂလာသည်ဟောတုဖြစ်ပါစေတည်းသာဓုသာဓုသာဓုပါဗျာဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယတဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခာယတဗ္ဗပါဏိနံတံဃောလောကေသမုပ္ပန္နောပုံညခေတံအနုတ္တရံဧတေနသစ္စာဝဇေနဒုတိမေဟောတုတဗ္ဗရာတဗ္ဗေပါဏိနံကသိင်ကုန်သောတတ္တဝါတို့၏ဟိတာယစီးပွားများခြင်းငှာဗုဒ္ဓမြတ်စွာဘုရားသည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏တဗ္ဗေပါဏိနံကသိင်ကုန်သောတတ္တဝါတို့၏ဒုက္ခယချမ်းသာခြင်းငှာဓမ္မောတရားတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏တဗ္ဗေပါဏိနံကသိင်ကုန်သောတတ္တဝါတို့၏ဘုံညာခေတံကောင်းမှုတည်းဟူသောမျိုးစေ့၏စိုက်ပျိုးရာလည်းမြေကောင်းတဲ့ဘွယ်ဖြစ်သောတန်ခောတန်ဃာတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏ဧတေနသစ္စာဝဇေနဤလိုမှန်ကန်သောစကားကြောင့်မေကျွန်ုပ်အားသဗ္ဗရာခခတေဒုတိကောင်းမြတ်သောဇီဝချမ်းသာမင်္ဂလာသည်ဟောတုဖြစ်ပါစေတည်းသာဓုသာဓုသာဓုပါဗျာဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယတဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခာယတဗ္ဗပါဏိနံတံဃောလောကေသမုပ္ပန္နောပုံညခေတံအနုတ္တရံဧတေနသစ္စာဝဇေနဒုတိမေဟောတုတဗ္ဗရာတဗ္ဗေပါဏိနံကသိင်ကုန်သောတတ္တဝါတို့၏ဟိတာယစီးပွားများခြင်းငှာဗုဒ္ဓမြတ်စွာဘုရားသည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏တဗ္ဗေပါဏိနံကသိင်ကုန်သောတတ္တဝါတို့၏ဒုက္ခယချမ်းသာခြင်းငှာဓမ္မောတရားတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏တဗ္ဗေပါဏိနံကသိင်ကုန်သောတတ္တဝါတို့၏ဘုံညာခေတံကောင်းမှုတည်းဟူသောမျိုးစေ့၏စိုက်ပျိုးရာလည်းမြေကောင်းတဲ့ဘွယ်ဖြစ်သောတန်ခောတန်ဃာတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏ဧတေနသစ္စာဝဇေနဤလိုမှန်ကန်သောစကားကြောင့်မေကျွန်ုပ်အားသဗ္ဗရာခခတေဒုတိကောင်းမြတ်သောဇီဝချမ်းသာမင်္ဂလာသည်ဟောတုဖြစ်ပါစေတည်းသာဓုသာဓုသာဓုပါဗျာဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယတဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခာယတဗ္ဗပါဏိနံတံဃောလောကေသမုပ္ပန္နောပုံညခေတံအနုတ္တရံဧတေနသစ္စာဝဇေနဒုတိမေဟောတုတဗ္ဗရာတဗ္ဗေပါဏိနံကသိင်ကုန်သောတတ္တဝါတို့၏ဟိတာယစီးပွားများခြင်းငှာဗုဒ္ဓမြတ်စွာဘုရားသည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏တဗ္ဗေပါဏိနံကသိင်ကုန်သောတတ္တဝါတို့၏ဒုက္ခယချမ်းသာခြင်းငှာဓမ္မောတရားတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏တဗ္ဗေပါဏိနံကသိင်ကုန်သောတတ္တဝါတို့၏ဘုံညာခေတံကောင်းမှုတည်းဟူသောမျိုးစေ့၏
စိုက်ပျိုးရာလည်းမြေကောင်းတဲ့ဘွယ်ဖြစ်သောတန်ဃောတန်ဃာတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏ဧတိနသစ္စာဝဇေနဤသို့မှန်ကန်သောစကားကြောင့်မေကျွန်ုပ်အားသဗ္ဗရာခခတေဒုတိကောင်းမြတ်သောဇီဝချမ်းသာမင်္ဂလာသည်ဟောတုဖြစ်ပါစေတည်းသာဓုသာဓုသာဓုပါဗျာဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယသဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခာယသဗ္ဗပါဏိနံတံဃောလောကေသမုပ္ပန္နောပုညခေတ္တံအနုတ္တရံဧတေနသစ္စာဝဇေနဒုတိမေဟောတုသဗ္ဗရာသဗ္ဗေပါဏိနံကတိံကုံသောတတ္တဝါတို့ဤဟိတာယစီးပွားများခြင်းငှာဗုဒ္ဓမြတ်စွာဘုရားသည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိံကုံသောတတ္တဝါတို့ဤဒုက္ခယချမ်းသာခြင်းငှာဓမ္မောတရားတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိံကုံသောတတ္တဝါတို့ဤဘုံညာခေတံကောင်းမှုတည်ဟူသောမျိုးစေ့ဤစိုက်ပျိုးရာလည်းမြေကောင်းတဲ့ဘွယ်ဖြစ်သောတန်ဃောတန်ဃာတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏ဧတေနသစ္စာဝဇေနဤသို့မှန်ကန်သောစကားကြောင့်မေကျွန်ုပ်အားသဗ္ဗရာခခတေဒုတိကောင်းမြတ်သောဇီဝချမ်းသာမင်္ဂလာသည်ဟောတုဖြစ်ပါစေတည်းသာဓုသာဓုသာဓုပါဗျာဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယသဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခာယသဗ္ဗပါဏိနံတံဃောလောကေသမုပ္ပန္နောပုညခေတ္တံအနုတ္တရံဧတေနသစ္စာဝဇေနဒုတိမေဟောတုသဗ္ဗရာသဗ္ဗေပါဏိနံကတိံကုံသောတတ္တဝါတို့ဤဟိတာယစီးပွားများခြင်းငှာဗုဒ္ဓမြတ်စွာဘုရားသည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိံကုံသောတတ္တဝါတို့ဤဒုက္ခယချမ်းသာခြင်းငှာဓမ္မောတရားတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိံကုံသောတတ္တဝါတို့ဤဘုံညာခေတံကောင်းမှုတည်ဟူသောမျိုးစေ့ဤစိုက်ပျိုးရာလည်းမြေကောင်းတဲ့ဘွယ်ဖြစ်သောတန်ဃောတန်ဃာတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏ဧတေနသစ္စာဝဇေနဤသို့မှန်ကန်သောစကားကြောင့်မေကျွန်ုပ်အားသဗ္ဗရာခခတေဒုတိကောင်းမြတ်သောဇီဝချမ်းသာမင်္ဂလာသည်ဟောတုဖြစ်ပါစေတည်းသာဓုသာဓုသာဓုပါဗျာဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယသဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခာယသဗ္ဗပါဏိနံတံဃောလောကေသမုပ္ပန္နောပုညခေတ္တံအနုတ္တရံဧတေနသစ္စာဝဇေနဒုတိမေဟောတုသဗ္ဗရာသဗ္ဗေပါဏိနံကတိံကုံသောတတ္တဝါတို့ဤဟိတာယစီးပွားများခြင်းငှာဗုဒ္ဓမြတ်စွာဘုရားသည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိံကုံသောတတ္တဝါတို့ဤဒုက္ခယချမ်းသာခြင်းငှာဓမ္မောတရားတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိံကုံသောတတ္တဝါတို့ဤဘုံညာခေတံကောင်းမှုတည်ဟူသောမျိုးစေ့ဤစိုက်ပျိုးရာလည်းမြေကောင်းတဲ့ဘွယ်ဖြစ်သောတန်ဃောတန်ဃာတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏ဧတေနသစ္စာဝဇေနဤသို့မှန်ကန်သောစကားကြောင့်မေကျွန်ုပ်အားသ
သဗ္ဗရာခခတေဒုတိကောင်းမြတ်သောဇီဝချမ်းသာမင်္ဂလာသည်ဟောတုဖြစ်ပါစေတည်းသာဓုသာဓုသာဓုပါဗျာဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယသဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခာယသဗ္ဗပါဏိနံတံဃောလောကေသမုပ္ပန္နောပုံညခေတံအနုတ္တရံဧတေနသစ္စာဝဇေနဒုတိမေဟောတုသဗ္ဗရာသဗ္ဗေပါဏိနံကတိံဂုံသောတတ္တဝါတို့ဤဟိတာယစီးပွားများခြင်းငါဗုဒ္ဓမြတ်စွာဘုရားသည်လောကေလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိံဂုံသောတတ္တဝါတို့ဤဒုက္ခယချမ်းသာခြင်းငါဓမ္မောတရားတော်သည်လောကေလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိံဂုံသောတတ္တဝါတို့ဤဘုံညာခေတံကောင်းမှုတည်ဟူသောမျိုးစေ့ဤစိုက်ပျိုးရာလည်းမြေကောင်းတဲ့ဘွယ်ဖြစ်သောတံဃောတံဃာတော်သည်လောကေလောက၌ဥပ္ပန္နောဖြစ်တော်မူ၏ဧတေနသစ္စာဝဇေနဤသို့မှန်ကန်သောစကားကြောင့်မေကျွန်ုပ်အားသဗ္ဗရာခခတေဒုတိကောင်းမြတ်သောဇီဝချမ်းသာမင်္ဂလာသည်ဟောတုဖြစ်ပါစေတည်းသာဓုသာဓုသာဓုပါဗျာဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယသဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခာယသဗ္ဗပါဏိနံတံဃောလောကေသမုပ္ပန္နောပုံညခေတံအနုတ္တရံဧတေနသစ္စာဝဇေနဒုတိမေဟောတုသဗ္ဗရာသဗ္ဗေပါဏိနံကတိံဂုံသောတတ္တဝါတို့ဤဟိတာယစီးပွားများခြင်းငါဗုဒ္ဓမြတ်စွာဘုရားသည်လောကေလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိံဂုံသောတတ္တဝါတို့ဤဒုက္ခယချမ်းသာခြင်းငါဓမ္မောတရားတော်သည်လောကေလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိံဂုံသောတတ္တဝါတို့ဤဘုံညာခေတံကောင်းမှုတည်ဟူသောမျိုးစေ့ဤစိုက်ပျိုးရာလည်းမြေကောင်းတဲ့ဘွယ်ဖြစ်သောတံဃောတံဃာတော်သည်လောကေလောက၌ဥပ္ပန္နောဖြစ်တော်မူ၏ဧတေနသစ္စာဝဇေနဤသို့မှန်ကန်သောစကားကြောင့်မေကျွန်ုပ်အားသဗ္ဗရာခခတေဒုတိကောင်းမြတ်သောဇီဝချမ်းသာမင်္ဂလာသည်ဟောတုဖြစ်ပါစေတည်းသာဓုသာဓုသာဓုပါဗျာဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယသဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခာယသဗ္ဗပါဏိနံတံဃောလောကေသမုပ္ပန္နောပုံညခေတံအနုတ္တရံဧတေနသစ္စာဝဇေနဒုတိမေဟောတုသဗ္ဗရာသဗ္ဗေပါဏိနံကတိံဂုံသောတတ္တဝါတို့ဤဟိတာယစီးပွားများခြင်းငါဗုဒ္ဓမြတ်စွာဘုရားသည်လောကေလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိံဂုံသောတတ္တဝါတို့ဤဒုက္ခယချမ်းသာခြင်းငါဓမ္မောတရားတော်သည်လောကေလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိံဂုံသောတတ္တဝါတို့ဤဘုံညာခေတံကောင်းမှုတည်ဟူသောမျိုးစေ့ဤစိုက်ပျိုးရာလည်းမြေကောင်းတဲ့ဘွယ်ဖြစ်သောတံဃောတံဃာတော်သည်လောကေလောက၌ဥပ္ပန္နောဖြစ်တော်မူ၏ဧတေနသစ္စာဝဇေနဤသို့မှန်ကန်သောစကားကြောင့်မေကျွန်ုပ်အားသဗ္ဗရာခခတေဒုတိကောင်းမြတ်သောဇီဝချမ်းသာမင်္ဂလာသည်ဟောတုဖြစ်ပါစေတည်းသာဓုသာဓုသာဓုပါဗျာ
ဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယတဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခာယတဗ္ဗပါဏိနံသံဃောလောကေသမုပ္ပန္နောပုညခေတ္တံအနုတ္တရံဧတေနသစ္စာဝဇေနတုဋ္ဌိမေဟောတုတပ္ပရာသဗ္ဗေပါဏိနံကတိံကုံသောတတ္တဝါတို့ဤဟိတာယစီးပွားများခြင်းငှာဗုဒ္ဓမြတ်စွာဘုရားသည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိံကုံသောတတ္တဝါတို့ဤဒုက္ခယချမ်းသာခြင်းငှာဓမ္မောတရားတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိံကုံသောတတ္တဝါတို့ဤဘုံညာခေတံကောင်းမှုတည်ဟူသောမျိုးစေ့ဤစိုက်ပျိုးရာလည်းမြေကောင်းတဲ့ဘွယ်ဖြစ်သောတန်ဃောတန်ဃာတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏ဧတေနသစ္စာဝဇေနဤသို့မှန်ကန်သောစကားကြောင့်မေကျွန်ုပ်အားသဗ္ဗရာခခတေဒုတိကောင်းမြတ်သောဇီဝချမ်းသာမင်္ဂလာသည်ဟောတုဖြစ်ပါစေတည်းသာဓုသာဓုသာဓုပါဗျာဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယတဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခာယတဗ္ဗပါဏိနံသံဃောလောကေသမုပ္ပန္နောပုညခေတ္တံအနုတ္တရံဧတေနသစ္စာဝဇေနတုဋ္ဌိမေဟောတုတပ္ပရာသဗ္ဗေပါဏိနံကတိံကုံသောတတ္တဝါတို့ဤဟိတာယစီးပွားများခြင်းငှာဗုဒ္ဓမြတ်စွာဘုရားသည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိံကုံသောတတ္တဝါတို့ဤဒုက္ခယချမ်းသာခြင်းငှာဓမ္မောတရားတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိံကုံသောတတ္တဝါတို့ဤဘုံညာခေတံကောင်းမှုတည်ဟူသောမျိုးစေ့ဤစိုက်ပျိုးရာလည်းမြေကောင်းတဲ့ဘွယ်ဖြစ်သောတန်ဃောတန်ဃာတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏ဧတေနသစ္စာဝဇေနဤသို့မှန်ကန်သောစကားကြောင့်မေကျွန်ုပ်အားသဗ္ဗရာခခတေဒုတိကောင်းမြတ်သောဇီဝချမ်းသာမင်္ဂလာသည်ဟောတုဖြစ်ပါစေတည်းသာဓုသာဓုသာဓုပါဗျာဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယတဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခာယတဗ္ဗပါဏိနံသံဃောလောကေသမုပ္ပန္နောပုညခေတ္တံအနုတ္တရံဧတေနသစ္စာဝဇေနတုဋ္ဌိမေဟောတုတပ္ပရာသဗ္ဗေပါဏိနံကတိံကုံသောတတ္တဝါတို့ဤဟိတာယစီးပွားများခြင်းငှာဗုဒ္ဓမြတ်စွာဘုရားသည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိံကုံသောတတ္တဝါတို့ဤဒုက္ခယချမ်းသာခြင်းငှာဓမ္မောတရားတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိံကုံသောတတ္တဝါတို့ဤဘုံညာခေတံကောင်းမှုတည်ဟူသောမျိုးစေ့ဤစိုက်ပျိုးရာလည်းမြေကောင်းတဲ့ဘွယ်ဖြစ်သောတန်ဃောတန်ဃာတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏ဧတေနသစ္စာဝဇေနဤသို့မှန်ကန်သောစကားကြောင့်မေကျွန်ုပ်အားသဗ္ဗရာခခတေဒုတိကောင်းမြတ်သောဇီဝချမ်းသာမင်္ဂလာသည်ဟောတုဖြစ်ပါစေတည်းသာဓုသာဓုသာဓုပါဗျာဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယတဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခာယတဗ္ဗပါဏိနံသံဃောလောကေသမုပ္ပန္နောပုညခေတံအနုတ္တရံ
ဧတေနသစ္စာဝဇေနတုထိမေဟောတုတပ္ပရာသဗ္ဗေပါဏိနံကတိံဂုံသောတတ္တဝါတို့ဤဟိတာယစီးပွားများခြင်းငှာဗုဒ္ဓမြတ်စွာဘုရားသည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိံဂုံသောတတ္တဝါတို့ဤဒုက္ခယချမ်းသာခြင်းငှာဓမ္မောတရားတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိံဂုံသောတတ္တဝါတို့ဤဘုံညာခေတံကောင်းမှုတည်ဟုသောမျိုးစေ့ဤစိုက်ပျိုးရာလည်းမြေကောင်းတဲ့ဘွယ်ဖြစ်သောတန်ခောတန်ဃာတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏ဧတေနသစ္စာဝဇေနဤလိုမှန်ကန်သောစကားကြောင့်မေကျွန်ုပ်အားသဗ္ဗရာခခတေဒုတိကောင်းမြတ်သောဇီဝချမ်းသာမင်္ဂလာသည်ဟောတုဖြစ်ပါစေတည်းသာဓုသာဓုသာဓုပါဗျာဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယတဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခယတဗ္ဗပါဏိနံတံဃောလောကေသမုပ္ပန္နောပုံညခေတံအနုတ္တရံဧတေနသစ္စာဝဇေနတုထိမေဟောတုတပ္ပရာသဗ္ဗေပါဏိနံကတိံဂုံသောတတ္တဝါတို့ဤဟိတာယစီးပွားများခြင်းငှာဗုဒ္ဓမြတ်စွာဘုရားသည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိံဂုံသောတတ္တဝါတို့ဤဒုက္ခယချမ်းသာခြင်းငှာဓမ္မောတရားတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိံဂုံသောတတ္တဝါတို့ဤဘုံညာခေတံကောင်းမှုတည်ဟုသောမျိုးစေ့ဤစိုက်ပျိုးရာလည်းမြေကောင်းတဲ့ဘွယ်ဖြစ်သောတန်ခောတန်ဃာတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏ဧတေနသစ္စာဝဇေနဤလိုမှန်ကန်သောစကားကြောင့်မေကျွန်ုပ်အားသဗ္ဗရာခခတေဒုတိကောင်းမြတ်သောဇီဝချမ်းသာမင်္ဂလာသည်ဟောတုဖြစ်ပါစေတည်းသာဓုသာဓုသာဓုပါဗျာဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယတဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခယတဗ္ဗပါဏိနံတံဃောလောကေသမုပ္ပန္နောပုံညခေတံအနုတ္တရံဧတေနသစ္စာဝဇေနတုထိမေဟောတုတပ္ပရာသဗ္ဗေပါဏိနံကတိံဂုံသောတတ္တဝါတို့ဤဟိတာယစီးပွားများခြင်းငှာဗုဒ္ဓမြတ်စွာဘုရားသည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိံဂုံသောတတ္တဝါတို့ဤဒုက္ခယချမ်းသာခြင်းငှာဓမ္မောတရားတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိံဂုံသောတတ္တဝါတို့ဤဘုံညာခေတံကောင်းမှုတည်ဟုသောမျိုးစေ့ဤစိုက်ပျိုးရာလည်းမြေကောင်းတဲ့ဘွယ်ဖြစ်သောတန်ခောတန်ဃာတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏ဧတေနသစ္စာဝဇေနဤလိုမှန်ကန်သောစကားကြောင့်မေကျွန်ုပ်အားသဗ္ဗရာခခတေဒုတိကောင်းမြတ်သောဇီဝချမ်းသာမင်္ဂလာသည်ဟောတုဖြစ်ပါစေတည်းသာဓုသာဓုသာဓုပါဗျာဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယတဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခယတဗ္ဗပါဏိနံတံဃောလောကေသမုပ္ပန္နောပုံညခေတံအနုတ္တရံဧတေနသစ္စာဝဇေနတုထိမေဟောတုတပ္ပရာသဗ္ဗေပါဏိနံကတိံဂုံသောတတ္တဝါတို့ဤဟိတာယစီးပွားများခြင်းငှာဗုဒ္ဓမြတ်စွာဘုရားသည်
လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏ဒါဝိပါဏိနံကတိန်ကုန်သောတတ္တဝါတို့၏ဒုက္ခယချမ်းသာခြင်းငါဓမ္မောတရားတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏ဒါဝိပါဏိနံကတိန်ကုန်သောတတ္တဝါတို့၏ဘုံညာခေတံကောင်းမှုတည်ဟူသောမျိုးစေ့၏စိုက်ပျိုးရာလည်းမြေကောင်းတဲ့ဘွယ်ဖြစ်သောတန်ခောတန်ဃာတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏ဧတေနသစ္စာဝဇေနဤသို့မှန်ကန်သောစကားကြောင့်မေကျွန်ုပ်အားသဗ္ဗရာခခတေဒုတိကောင်းမြတ်သောဇီဝချမ်းသာမင်္ဂလာသည်ဟောတုဖြစ်ပါစေတည်းသာဓုသာဓုသာဓုပါဗျာဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယသဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခာယသဗ္ဗပါဏိနံတံဃောလောကေသမုပ္ပန္နောပုံညခေတ္တံအနုတ္တရံဧတေနသစ္စာဝဇေနဒုတိမေဟောတုသဗ္ဗရာသဗ္ဗေပါဏိနံကတိန်ကုန်သောတတ္တဝါတို့၏ဟိတာယစီးပွားများခြင်းငါဗုဒ္ဓမြတ်စွာဘုရားသည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိန်ကုန်သောတတ္တဝါတို့၏ဒုက္ခယချမ်းသာခြင်းငါဓမ္မောတရားတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏သဗ္ဗေပါဏိနံကတိန်ကုန်သောတတ္တဝါတို့၏ဘုံညာခေတံကောင်းမှုတည်ဟူသောမျိုးစေ့၏စိုက်ပျိုးရာလည်းမြေကောင်းတဲ့ဘွယ်ဖြစ်သောတန်ခောတန်ဃာတော်သည်လောကီလောက၌ဥပ္ပန္နောဖြစ်တော်မူ၏ဧတေနသစ္စာဝဇေနဤသို့မှန်ကန်သောစကားကြောင့်မေကျွန်ုပ်အားသဗ္ဗရာခခတေဒုတိကောင်းမြတ်သောဇီဝချမ်းသာမင်္ဂလာသည်ဟောတုဖြစ်ပါစေတည်းသာဓုသာ